လမ်းမတွေပေါ်မှာတွေ့ရလူငယ်များကိုမင်းမြန်းနေတဲ့အင်တာဗျူးဗီဒီယိုဖိုင်လေးတွေကြည့်ဖြစ်တယ်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးမင်းမြန်းတဲ့ဗီဒီယိုလေးတွေမှာတရဏဂုံ၃ပါးမသိ၅ပါးသိလားမသိကြတဲ့ခေတ်လူငယ်လေးတွေကိုမြင်ရတော့အတော်ပဲစိတ်မကောင်းဖြစ်မိပါတယ်ဗုဒ္ဓဘာသာဝင်ခေတ်လူငယ်လေးတွေဟာဗုဒ္ဓဘာသာအခြေခံလေးတွေကိုတော့မသိကြရှာဘူးတဲ့ဗုဒ္ဓဘာသာအကြောင်းနားမလဲဗုဒ္ဓဆိုတာမသိဘုရားရှိခိုးပြတာကိုပဲဂုံယူစရာကြီးတစ်ခုလိုဖြည့်ဆို့ပြနေကြတယ်မြင်ရတာအတော်ပဲစိတ်မကောင်းစရာပါဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးအခြေခံလေးတွေလောက်တော့သိထားတဲ့နာပေါ့တရဏဂုံ၃ပါးဆိုတာကဗုဒ္ဓဘာသာမှာအခြေခံအကျဆုံးအရာပါတရဏဂုံဆိုတာဘာလဲတရဏဂုံဆိုတာတရဏဂမနာဆိုတဲ့ပါဠိကဆင်းသက်လာတဲ့ပါဠိပြဝေါဟာရတစ်ခုပါကိုးကွယ်ရာလို့အဓိပ္ပာယ်ရတယ်အပြည့်အစုံဆိုမိခိုအားထားကိုးကွယ်စိကတ်ရာလို့အဓိပ္ပာယ်ရပါတယ်တရဏဂုံကဖယားတရားတန်ခါဆိုပြီး၃ပါးရှိတယ်ပါဠိလိုတော့ဗုဒ္ဓဓမ္မတန်ခါပေါ်တန်ဖိုးမဖြတ်နိုင်တဲ့အနှိုင်းမဲ့အရာများဖြစ်လို့ယရဏမြတ်၃ပါးယရဏ၃ပါးလို့လည်းခေါ်ကြပါတယ်တရဏဂုံ၃ပါးနဲ့ပတ်သက်ပြီးယင်းနှိနားလည်စေနိုင်မယ့်တိက္ကဗျာလေးတစ်ပုဒ်ရှိပါတယ်နားထောင်ကြည့်လိုက်ပါငါတို့မှာကိုယ်ကွယ်စရာသုံးပြရှိတာတရားတရားတန်ခါများသုံးပါကိုယ်ကွယ်စရာဒီသချင်းလေးကိုနားထောင်လိုက်ရင်ပဲတရဏဂုံ၃ပါးကိုနားလည်ပြီးဖြစ်ပါလိမ့်မယ်ဗုဒ္ဓဘာသာဝင်ဆိုတာဖယားတရားတန်ခါဆိုတဲ့ယရဏ၃ပါးကိုမှီခိုအားထားကိုးကွယ်စိတ်ကတဲ့သူလို့အဓိပ္ပာယ်ရတယ်ဒီလိုကိုးကွယ်စိတ်ကတာကိုပဲတရဏဂုံတည်တယ်လို့ပြောကြတယ်တရဏဂုံတည်မှဗုဒ္ဓဘာသာဝင်ဖြစ်တယ်တရဏဂုံမတည်ရင်ဗုဒ္ဓဘာသာဝင်မဖြစ်ပါဘူးဒါကြောင့်တရဏဂုံ၃ပါးမသိတာဗုဒ္ဓဘာသာဝင်မဖြစ်တာလို့ဆိုရမယ်ဗုဒ္ဓဘာသာဝင်ပြီးသားဖို့တရဏဂုံကိုသိဖို့အရင်လိုပါတယ်ဖယားတရားတန်ခါဆိုတာကိုတော့ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြပြီးသားပါဒါကဗုဒ္ဓဘာသာမှာမသိမဖြစ်ပဲလေငယ်စဉ်ကလေးဘဝကလေးကယဉ်နှီးကြဘူးကြပြီးသားပဲတရဏဂုံ၃ပါးတို့ယရဏ၃ပါးတို့ဆိုတာတွေနဲ့ပဲဆက်ဆက်ပြီးမတွဲမိကြတာပါဒီလောက်ဆိုရင်တရဏဂုံ၃ပါးယရဏမြတ်၃ပါးတို့ဆိုတာမိမိတို့သိထားပြီးသားဖယားတရားတန်ခါပဲဆိုတာကိုနားလည်ကြပြီထင်ပါတယ်တရဏဂုံကိုဘဝအကျိုးအတွက်ဘယ်လိုကိုးကွယ်စိတ်ကရမလဲဆိုတာကိုတော့ဆက်လက်လေ့လာကြဖို့ပဲအကြံပြုချင်ပါတယ်လိုအပ်ရင်တော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ဖန်တီးဖို့စဉ်းစားပါမယ်အားလုံးအသိပညာပြေဝ၍အကျိုးရှိသောဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ